မင်္ဂလာပါဒီနေ့ကျွန်တော်တို့လေးလာဆန်းစစ်ကြမယ့်အကြောင်းအရာကတော့လေ Facebook မှာကြော်ညာတွေပေါ့ပတ်စံနေသုံးပြီး boost လုပ်နေပြီမလဲဘာကြောင့် till တဲ့လောက် research ကောင်းတွေများကြတာလဲဆိုတဲ့ဟာလေးကိုပေါ့လမ်းညွှန်ချက်တစ်ခုကနေကြည့်ပြီးတော့အသေးစိတ်ဆွေးနွေးကြည့်ကြရအောင်ဟုတ်တယ်အများစုကထင်နေကြတယ်လို့လေ Facebook ကြော်ညာဆိုတာကန်ဆန်းရတဲ့ကိစ္စမျိုးပိတ်စာများများတုံးလိုက်ရင်တော့များများမြင်ပြီးရောင်းရမှာပဲဆိုတဲ့အထူးမျိုးအဲ့ဒါမဟုတ်တယ်နဲ့ပေါ့သူ့မှာတည်တတ်စနစ်တကျလဲပတ်နေတဲ့ system တစ်ခုရှိတယ်ဆိုတာကိုအရင်နားလည်ဖို့လိုတယ်ဗျာအဲ့ဒီလမ်းညွှန်ထဲမှာတုံးထားတဲ့စကားအတိုင်းဆိုရင်တော့ Facebook ads က random မဟုတ်ပါ system တစ်ခုဖြစ်ပါတယ်ဆိုတာပဲဆိုတော့လေဒီနေ့မှာအဲ့ဒီ system ရဲ့အဓိကအစိတ်ပိုင်းတွေပါပါတယ်လေဘယ်နေရာတွေမှာအားနည်းချက်တွေရှိနေတော့ကိုကြော်ညာတွေကချီရောက်မှုနည်းနေရလားလဲဆိုတာအတူတူကြည့်ကြတာပေါ့ကဲဟုတ်ပြီအဲ့ဒီလမ်းညွှန်ထဲမှာပထမဆုံးမိမောင်းထိုးပြထားတဲ့အချက်က self funnel တစ်ခုတိစောက်ထားသလားဆိုတဲ့မေးခွန်းမှာအဲ့ဒါဘာကိုဆိုလိုချင်တာလဲခင်ဗျာ Facebook ကြော်ညာအတွက်ဘာကြောင့်များဒီလောက်တောင်အရေးကြီးနေရတာလဲအဲ့ဒါလေးရင်ဆက်လိုက်ကြအောင်ဟုတ်ကဲ့ self funnel ဆိုတာကတော့တိုက်ရိုက်ပါတာပြန်ရင်တော့အယောင်လန်းကြောင်းပေါ့နော်ဒါပေမဲ့အဲ့ဒါထောက်ပို့ကျဲပြန်တယ်ရှင်ဆိုတော့ဖောက်တယ်ဖြစ်လာနိုင်ခြေရှိတဲ့လူတယောက်ကကိုယ့်လူညံကိုယ့်ကွန်ပီစီကိုလုံးဝမသိသေးတဲ့အခြေအနေကနေစပြီးတော့လေတီလာလဲစိတ်ဝင်စားလာလဲပြီးတော့မှိုင်းရှင်စဉ်းစားလာလဲနောက်ဆုံးဝယ်တဲ့အထီပေါ့အဲ့ဒီအစင်းစင်ခေါ်ဆောင်သွားတဲ့ခီးစဉ်တစ်ခုကိုစနစ်တကျတိစောက်ထားတာကိုဆိုလိုတာပါအဲ့ဒီခီးစဉ်တစ်ခုလုံးကို funnel လို့တင်စားခေါ်တာကအပေါ်မှာအခြေဆုံးဖြစ်ပြီးတော့အောက်ကိုဆင်းသွားလေချင်းသွားလေပုံစံကြောင့်ပေါ့လူများကြီးကစတီးကြပြီမဲ့တကယ်ဝယ်တဲ့သူကတော့နဲသွားတာမျိုးလေဟုတ်ကဲ့ဆိုတော့ Facebook ကြော်ညာနဲ့ချိတ်ဆက်ပြောရရင်လေကိုပြမကြော်ညာကဒီ funnel ရဲ့ဘယ်ဆင့်ကိုပြစ်မှတ်ထားနေတာလဲဆိုတာရှင်းရှင်းလင်းလင်းသိဖို့ကအလွန်အရေးကြီးတယ်ရှင်အကြံပြအဖြစ်ကိုအဆင့်3ဆင့်ခွဲကြည့်လို့ရတယ်တခါ awareness ပေါ့အသိပညာပေးတဲ့အဆင့်လူတွေကို brand ကိုကိုထုတ်ကုန်ကိုစသိအောင်လုပ်တာ awareness ပေါ့ဟုတ်တယ်ဒုတိယက consideration စဉ်းစားသုံးသပ်တဲ့အဆင့်ပေါ့သူတို့ရဲ့ပြဿနာကိုကိုထုတ်ကုန်ကဘယ်လိုဖြေရှင်းပေးနိုင်လဲတခြားပြိုင်ဘက်တွေထက်ရောဘာတွေတာလဲဆိုတာဒီကိုစဉ်းစားလာအောင်ဆွဲဆောင်တာလေဟုတ်ကဲ့နောက်ဆုံးတစ်ဆင့်က conversion ဝယ်ယူလို့ဆောင်မှုအဆင့်ပေါ့တကယ်ဝယ်ဖြစ်သွားအောင်ဒါမှမဟုတ်ကိုဖြစ်စေချင်တဲ့ action တစ်ခုခုဥမာ app down တာတော့စည်ရင်းပေးသွင်းတာတော့အဲ့ဒါမျိုးလုပ်ဖြစ်သွားအောင်တိုက်တွန်းတာဆိုတော့ကြော်ညာတစ်ခုတည်းနဲ့လူတိုင်းကိုအစအဆုံးလိုက်ရောက်မှုကြိုးစားနေတာမျိုးမဟုတ်ဖ ೇನೆ ကိုရီမန်းကြအလိုက်ပေါ့ funnel ရဲ့သက်ဆိုင်ရာအဆင့်အတွက်တီးတန့်ကြော်ညာတွေဖန်တီးရမယ်ဆိုတဲ့သဘောပေါ့နော်အတိအကျပါပြီရှင်လမ်းညွှန်မှာထောက်ပြထားတဲ့အဓိကပြဿနာတစ်ခုကလည်းအဲ့ဒါပဲလုပ်ငန်းတော်များများက funnel ကိုစနစ်တကျမတိဆောက်ပဲနဲ့ awareness အဆင့်ကြော်ညာလောက်ပဲလုပ်ပြီးတော့တန်းရောင်းဖို့မျှော်လင့်နေကြတာဟုတ်တယ်ဒါမှမဟုတ်ရင်ဘယ်အဆင့်တွေဘာလုပ်ရမယ်ဆိုတော့တေချာမတိပဲကြော်ညာတွေရမ်းတက်ပြီး boost နေတာမျိုးရပါလိfunnel ကိုတေချာတိဆောက်ထားရင်လीကိုယ့်ရဲ့ကြော်ညာရည်မှန်းချက် ad objective ကိုမမှန်ကန်ကန်ရွေးနိုင်မယ်သက်ဆိုင်ရာပရိသတ်ကိုပြမှတ်ထားနိုင်မယ်ပြီးတော့အဲ့ဒီပရိသတ်နဲ့ကိုက်ညီတဲ့ creative နဲ့ message ကိုပေးဖို့နိုင်မှာပေါ့ဒီလိုချိတ်ဆောင်မှုမရှိရင်တော့ကြော်ညာကပစ်ကွင်းမရှိပဲလီးမြပစ်တယ်လို့ဖြစ်နေတတ်တဲ့ရှင်ဒါတကယ်ကိုအရေးကြီးတဲ့အချက်ပဲဆိုတော့ကိုကြော်ညာကဘသူကိုဘာပြောချင်တာလဲဘာလို့စိတ်ချင်တာလဲဆိုတာကိုအဲ့ဒီ funnel အစစ်နဲ့ချိတ်ပြီးစဉ်းစားမှရလာထွက်မယ်ဆိုတာမျိုးပေါ့ကောင်းပါပြီဒါဆိုဒုတိယအချက်ကိုဆက်သွားကြည့်အောင်လမ်းညွှန်ကမေးထားတာက audience ကိုတိကျစွာသတ်မှတ်ထားလားတဲ့ဒီနေရာမှာတိကျစွာဆိုတာကိုဘယ်လိုနားလည်ရမလဲခင်ဗျာပြမဲ့ပရိသတ်ကိုလေကြေပြန့်ထားတာကပိုကောင်းမယ်လို့ထင်တတ်ကြတာမျိုးလေးရှိတယ်မဟုတ်လားဟုတ်ပါတယ်အဲ့ဒါကလည်းမားနေတဲ့အတွေးခေါ်သူပါပဲ Facebook ကြော်ညာရဲ့အကြီးမားဆုံးအားသာချက်ဒီချက်ကတခုကလည်းကိုဖြစ်မှတ်ထားခြင်းတဲ့ပရိသတ်ကိုအသေးစိတ်ရွေးချယ်သတ်မှတ်နိုင်စွမ်းရှိတာပဲဖြစ်ပါတယ်တိကျစွာသတ်မှတ်ဖို့လိုတယ်ဆိုတာကကိုယ့်ရဲ့ကွန်ပီစီဝန်ဆောင်မှုနဲ့အကိုက်ညီဆုံးတကယ်ဝယ်ယူနိုင်ခြင်းအရှိဆုံးလူတွေစီကိုပဲကြော်ညာဘတ်ဂျက်ကိုထိညော့အသုံးပြုနိုင်ဖို့ပါပဲဟုတ်ကဲ့ဥပမာပြောရရင်ပေါ့နော်ကိုကရန်ကုန်မှာ premium quality ကလေးအသုံးဆောင်ပစ္စည်းတွေရောင်းလဲဆိုပါစို့အဲ့ဒီမှာကိုဖိမ audience ကိုမြန်မာနိုင်ငံမှာနေထိုင်သူအသက်18မှ65 plus လို့ရေဖူးရေကြီးသတ်မှတ်လိုက်ရင်ဘာဖြစ်သွားမလဲကိုပစ္စည်းကိုလုံးဝစိတ်မဝင်စားမဲ့သူတွေဝယ်နိုင်ချေမရှိတော့တဲ့လူအများစီကိုကြော်ညာရောက်သွားပြီးတော့ပိတ်ဆန်တွေအလကားဖြစ်ကုန်မှာပေါ့ဟုတ်တယ်အလဟာစာဖြစ်ကုန်မှာဆိုတော့တီးကြစွာသတ်မှတ်ဖို့ဆိုရင်အခြေခံအားဖြင့်တော့ demographics ပေါ့အသက်ဂျာမနေထိုင်တဲ့မြို့နယ်ပညာအရေးချင်းအလုပ်အကိုင်စတာတွေပြီးတော့ interest သူတို့ဘာတွေကိုစိတ်ဝင်စားလဲဥပမာကလေးဖြစ်စီမိခင်နဲ့ကလေး shopping စတာတွေပေါ့နောက် behaviors သူတို့ရဲ့ online သုံးစွဲမှုအဖြူငွေတွေဥပမာ online မှာပစ္စည်းဝယ်လေရှိသူလား
Facebook page admin လာစတာတွေကိုတေးသေးချာချာပေါင်းဆက်ပြီးတော့သတ်မှတ်ရပါတယ်ရှင့်ဒါအပြင်လဲကိုစီမှာရှိပြီးသား fault တွေရဲ့အချက်လက်ကိုသုံးပြီးတော့ custom audience တိဆောက်တာ custom audience ဟုတ်တယ်ဥပမာ email list တို့ website visitors တို့ပေါ့အဲ့ဒီ custom audience နဲ့စင်တူတဲ့သူတွေကိုပြန်ရှာပြီးတဲ့ localized audience တိဆောက်တာတွေအဲ့ဒါတွေကပို့ပြီးတော့တိကျတဲ့နည်းလမ်းတွေဖြစ်ပါတယ် ဆိုတော့ audience သတ်မှတ်တဲ့နေရာမှာ Facebook ကပေးထားတဲ့ tool တွေကိုအပြည့်အဝသုံးပြီးတော့ကိုယ့်ရဲ့အစမ်းပြဖောက်တဲ့ ideal customer persona နဲ့အနီးဆက်ဆုံးဖြစ်အောင်ကြိုးစားရမယ်ဆိုတဲ့သဘောပေါ့ဒီလမ်းညွှန်ထဲမှာ audience သတ်မှတ်တဲ့အခါမှာရှောင်တဲ့တဲ့အမားတွေအကြောင်းအရာဖော်ပြထားသေးလားခင်ဗျာ အဓိကတတိပေးထားတာကတော့ audience အရန်ကျေပြန့်လွန်တာမျိုး too broad ကိုရှောင်ဖို့ရဲ့ဒါမှမဟုတ်တချို့အခြေအနေမှာလိုအပ်တာထပ်ပိုပြီးတော့ကျဉ်မြောင်းလွန်းသွားတာမျိုး too narrow ကိုရှောင်ဖို့ပါပဲ ဟုတ်ကဲ့ နောက်တစ်ခုက audience overlapping ပါကို run နေတဲ့မတူညီတဲ့ ad set တွေက audience တွေအချင်းချင်းတွားထက်နေရင်လေကိုကြော်ညာတွေကကိုဘာသာကိုပြိုင်ပြီး bid လို့တလို့ဖြစ်ပြီးတော့စရိတ်ပိုတက်စေနိုင်တယ်ရှင် Facebook Ads Manager ထဲမှာ audience overlap ကိုစစ်ဆေးတဲ့ tool လည်းရှိပါတယ် အော်ရှိတာကို ဟုတ်တယ်ဒါကြောင့်မို့ကို audience ကိုတိကျအောင်လုပ်ဖို့အချိန်ပေးစဉ်းစားတာ research လုပ်တာကကြော်ညာတစ်ခုလုံးရဲ့အောင်မြင်မှုကိုအများကြီးသက်ရောက်မှုရှိပါတယ်တိကျလေငွေကုန်သက်တာပြီးရလတ်ကောင်းမှုအခွင့်အလမ်းများလေးပါပဲဒါဆိုရင်တော့ funnel ရဲ့ audience ရဲ့နှစ်ခုချိတ်ဆက်မိပြီပေါ့ funnel အဆင့်လိုက် mangan တဲ့ audience ကိုတိကျစွာပြစ်မှတ်ထားဖို့လိုလေဆိုတာပေါ့ဟုတ်ပြီတတိယအချက်ကိုတွားကြည့်အောင် creative ဘယ်လောက်တုံထားလဲဆိုတာပါပဲဒီမှာ creative ဆိုတာကဘာကိုဆိုလိုတာလဲခင်ဗျာအရေးအတွက်ကဘာကြောင့်အရေးပါလာတာလဲကြော်ညာပုံတပုံနှုတ်ပုံလောက်နဲ့လုံလောက်တယ်မဟုတ်ဘူးလား okay creative ဆိုတာကတော့ကြော်ညာရဲ့အမြင်ပိုင်းဆိုင်ရာအစိတ်ပိုင်းအားလုံးကိုခြုံငုံခေါ်တာပါရှင်ကြော်ညာမှာသုံးတဲ့ပုံ image video ကြော်ညာစာသား ad copy ခေါင်းစီ headline call to action button ပေါ်ကစာသားစရာတွေအကုန် creative ထဲမှာပါဝင်ပါတယ်ဒါတွေကအင်မတန်အရေးကြီးပါတယ်စဉ်းစားကြည့်လေလူတွေ Facebook သုံးနေရင် news feed ကိုအမြင် scroll လုပ်သွားကြတာလေအဲ့ဒီကြားထဲမှာကိုကြော်ညာကသူတို့အာယုံကိုစက္ကန့်မိုင်အတွင်းဖန်ဆားနိုင်မှာဖြစ်မှာ creative ကမပီဖြင်ဘူးဆွဲဆောင်မှုမရှိဘူးဒါမှမဟုတ်ကိုပြောချင်တဲ့အဓိကအချက်ကိုချက်ချင်းနားမလည်နိုင်မှုဆိုရင်လူတွေကကြော်သွားကြမှာပဲလေ ဟုတ်တယ်ဟုတ်တယ် အဲ့တော့လိုင်းညွန့်မှာဘလောက်သုံးထားလဲလို့မေတာကရှူထောက်နှစ်ခုကနေကြည့်လို့ရတယ်ရှင်ပထမတစ်ခုကအရေးအတွက်ပါကြော်ညာ campaign တစ်ခုမှာ creative တစ်ခုတည်းကိုအကြာကြီးသုံးနေရင်အဲ့ဒီကြော်ညာကိုမြင်ဖူးတဲ့သူတွေကထက်ခါမြင်ရလို့ညင်းငွေတော်ပြီးတော့ကြော်ညာကိုကယူးမစိတ်တော့တာမကောင်းတဲ့ reaction နဲ့ပေးလာတာမျိုးဖြစ်တတ်ပါတယ်ဒါကို ad fatigue လို့ခေါ်ရရှင်ဒီလိုဖြစ်လာရင်ကြော်ညာရဲ့ထိရောက်မှု performance ကတိတာကျဆင်းသွားရော အော် ad fatigue ဆိုတာအဲ့ဒါကို ဟုတ်ပါတယ်။ဒါကြောင့် creative အသစ်တွေကိုပုံမှန်လဲပြီးဖို့လိုအပ်တယ်လို့ campaign တစ်ခုစကြတဲ့ကော creative အနည်းဆုံး 3-5 မျိုးလောက်ထည့်သွင်းစမ်းသပ်တဲ့နယ်လို့လမ်းညွှန်ကအကြံပြုထားပါတယ်ရှင် ad fatigue ကိုရှောင်ဖို့ရပြီးတော့ဘယ်ဟာကပိုကောင်းလဲစမ်းသပ်ဖို့ရအတွက် creative အများကြီးလိုတာပေါ့နော်ဒါဆိုဒုတိယရှုထောင့်ကတော့ခင်ဗျာ ။ဟုတ်ကဲ့ဒုတိယရှုထောင့်ကတော့အရေးအသွေးနဲ့အမျိုးအစားစုံလင်မှုပါပဲ။အရေးအထွက်များယုံနဲ့မပြီးပဲအဲ့ဒီ creative တွေကအရေးသွေးကောင်းဖို့ကိုပိမတ်ပရိသတ်နဲ့ကိုက်ညီဖို့ကို funnel အဆင့်ရဲ့ရည်ရွယ်ချက်ကိုထင်ဟပ်ဖို့လိုပါတယ်ရှင်ဥပမာ awareness အဆင့်မှာဆိုရင်စိတ်ဝင်စားစရာဗီဒီယိုတိုလီတွေလက်ပါတဲ့ brand ပုံရိပ်တွေသုံးနိုင်တယ် conversion အဆင့်မှာဆိုရင်တော့ကုန်ပစ္စည်းရဲ့အားသာချက်ကိုတိုက်ရိုက်ဖော်ပြတာအထူးလျော့ဈေးကလန်းတာ customer review ထည့်ပေးတာမျိုးတွေကပိုထိရောက်နိုင်တာပေါ့ ဟုတ်ကဲ့ ပြီးတော့အမျိုးအစားစုံအောင်စမ်းပတ်ဖို့လည်းအရေးကြီးတယ်ရှင်ပုံ image video carousel ပုံတို့ video တို့အများကြီးကိုပေးတိုက်ဆွဲကြည့်လို့ရတဲ့ပုံစံလေ carousel ပါတယ် အဲ့ဒါ AB testing ပေါ့နော် ဟုတ်ပါတယ် AB testing split testing လို့လည်းခေါ်ကြတယ်လုပ်တယ်လို့ဆိုလိုတာပါလိုင်းညွန်ရဆိုရင်တော့ထိရောက်မှုမရှိတဲ့ကြော်ညာတွေရဲ့အဖြစ်များတဲ့ပြဿနာတစ်ခုကရေသွေးနှိမ့်တဲ့ creative တွေတုံးတာဒါမှမဟုတ် creative တစ်ခုနှစ်ခုတည်းကိုပဲမိခိုပြီးတော့စနစ်တကျစမ်းသပ်မှုမလုပ်တာပဲဖြစ်ပါတယ်ရှင် ဒါတော့သိစိတ်ကြတယ်နော် creative ဆိုတာ love for them ဟိုပဲနဲ့ strategic ဖြစ်ဖို့စမ်းသပ်ဖို့လဲလှယ်ဖို့လိုတယ်ဆိုတာကိုသဘောပေါက်သွားပြီကဲနောက်ဆုံးအချက်ကိုတွားလိုက်အောင်လမ်းညွန်က retargeting strategy 3လားလို့မြင်ထားတယ် retargeting ဆိုတာဘာလဲခင်ဗျဘာကြောင့်ဒါကိုဒီလောက်အလေးပေးမင်းရတာလဲ ဟုတ်ကဲ့ retargeting ပေါ့နော် remarketing လို့လည်းသုံးကြပါတယ်အဲ့ဒါကတော့ကိုလူမှန်ကိုကုန်ပစ္စည်းအပေါ်မှာတနည်းနည်းနဲ့စိတ်ဝင်စားမှုပြသခဲ့ပြီးသားလူတွေကိုပြမှတ်ထားပြီးတော့ကြော်ညာတွေထပ်မှန်ပြသတဲ့နည်းဖြူဟာပါပဲသူကကိုယ့်အတွက် warm audience လို့ပြောလို့ရတယ်ရှင်
လုံးဝမသိသေးတဲ့ cold audience ထဲဝယ်ယူဖို့ဒါမှမဟုတ်ကိုဖြစ်စေခြင်းတဲ့ action ကိုလုပ်ဖို့အလားအလာပိုများတဲ့သူတွေပေါ့ warm audience ဆိုတာအဲ့ဒါကို ဟုတ်ပါတယ်ဥပမာပြောရင်ကိုယ့်ရဲ့ website ကိုဝင်ကြည့်ဘူးတဲ့သူတွေဒါကတော့ Facebook Pixel သုံးပြီး track လုပ်ထားမှာပေါ့နော် ဟုတ်ကဲ့ pixel သုံးရမယ် ဟုတ်တယ်ကိုယ့်ရဲ့ Facebook page Instagram profile နဲ့ engage လုပ်ဖို့သူတွေ like comment share save message စတာတွေပေါ့ကိုဗီဒီယိုကြည့်ဖို့တဲ့သူတွေကို app ကို install လုပ်ထားသူတွေshopping cart တဲ့ PC ထည့်ပြီးငွေမရှင်းသေးတဲ့သူတွေ cart abandoners စတဲ့သူတွေအားလုံးကိုတည်တံ့ audience group တွေအဖြစ်ဖန်တီးပြီးတော့သူတို့အတွက်တည်တံ့ရည်ရွယ်ထားတဲ့ကြော်ညာတွေကိုပြန်ပြတာမှာရှိ ဒါစိတ်ဝင်စားမှုကောင်းနေဗျတခါတိတွေ့ဘူးရုံနဲ့မဝယ်သေးတဲ့သူတွေကိုနောက်တစ်ခေါက်ပြန်ပြီးတတိပေးဆွဲဆောင်တာမျိုးပေါ့ဒါကဘယ်လောက်ထိထိရောက်မှုရှိနိုင်လို့လဲခင်ဗျ အလွန်ထိရောက်ပါတယ်ရှင်စင်းစရာတွေရဆိုရင်လေလူတယောက်ကပစ္စည်းမဝယ်ခင်ပြမြအဖြစ် brand တစ်ခုနဲ့9ကြိမ်လောက်ထိထိတွေ့ဖို့လိုတယ်လို့ဆိုကြပါတယ် ခုနှစ်ချင်း ဟုတ်ကဲ့ပထမဆုံးအကြိမ်ကြော်ညာမီယုံနဲ့ချက်ချင်းဝယ်ဖို့ဆုံးဖြတ်တဲ့သူကအလွန်နေပါပဲ retargeting ကအဲ့ဒီထိတွေ့မှုအကြိမ်အရေးအတွက်ကိုတိုးမြင့်ပေးပြီးတော့သူတို့စိတ်ထဲမှာကို brand ကိုရှိနေစေဖို့ top of mind awareness ကိုကူညီပေးပါတယ်ရှင်အထူးသဖြင့် e-commerce လုပ်ငန်းတွေအတွက်ဆိုရင်တော့ cart abandoner တွေကို retarget လုပ်တာကဆုံးရှုံးသွားနိုင်တဲ့အယောင်းတွေကိုပြန်လည်ရရှိစေနိုင်တဲ့အထီရောက်ဆုံးနည်းလမ်းတွေထက်ကတစ်ခုပါပဲ ဟုတ်ကဲ့ လမ်းညွန်မှာအလေးပေးထားတာက retargeting strategy ကိုလုံးဝမသုံးတာဒါမှမဟုတ်သုံးပေမဲ့လည်းစနစ်တကျမဟုတ်တာတွေကကြော်ညာရလက်မကောင်းရခြင်းရဲ့အထူးအကြောင်းရင်းတွေထဲမှာပါဝင်နေဆိုတာပါပဲဟုတ်ပါပဲ funnel ရဲ့ consideration နဲ့ conversion အဆင့်တွေမှာ retargeting ကအဓိကအခန်းကဏ္ဍကနေပါဝင်ပါတယ်ဒါကြောင့်ကြော်ညာ budget ကို cold audience အကွက်ချီပဲသုံးမနေပဲနဲ့အစိပ်ပိုင်းတစ်ခုကို warm audience ဖြစ်တဲ့ retargeting တွေတီးတန့်ဖယ်ထားတင်တယ်လို့လမ်းညွန်ကအကြံပြုထားပါတယ်ရှင်ဒါကကြော်ညာအသုံးစရိတ်အပေါ်ပြန်ရတဲ့အကျိုးမြတ် return on ad spend ROAS ကိုတိတိတတ်တာတိုးတက်စေနိုင်ပါတယ် ဆိုတော့ဒီအချက်၄ချက် sales funnel စနစ်တကျတီးဆောင်မှု audience တိကျစွာပစ်မှတ်ထားမှုအရေးသွေးနဲ့အရေးသွဲပြင်မိတဲ့ creative အသုံးပြင်မှုနဲ့ဟွာလေစိတ်ဝင်စားပြီးသားသူတွေကိုပြန်လဲဆွဲဆောင်တဲ့ retargeting strategy ဒါတွေအားလုံးက Facebook ကြော်ညာ system ရဲ့အဓိကမောင်းနေရတယ်ပေါ့လမ်းညွှန်မှာအဆုံးသတ်အနေနဲ့ပြောထားသလိုပဲ results မရတဲ့ ads campaign တွေမှာတွေ့ရတဲ့ပြဿနာတွေကတော့အပေါ်ကဟာတွေကိုသုံးမထားတာပဲဖြစ်ပါတယ်ဆိုတာကဒီအချက်တွေတစ်ခုချင်းစီရဲ့အရေးပါမှုကိုရောအားလုံးရဲ့ပေါင်းစပ်မှုကိုရောထင်ရှားစေတယ်ပေါ့ဒါကြောင့် Facebook ads ကကန်ဆန်းတာမဟုတ်ဘဲနဲ့ view ဟာချစနစ်တကျချင်းခဲ့ရမယ်အလုပ်ဆိုတော့ပိုရှင်းသွားပါပြီ ကဲဒီနေ့ဆွေးနွေးခဲ့တာတွေကိုအနစ်ချုပ်ရရင်တော့ Facebook ကြော်ညာတွေကနေအကောင်းဆုံးရတဲ့ဒီလိုချင်တဲ့ဆိုရင်အပေါ်ယံ boost လုပ်ယူနေမရနိုင်ပဲနဲ့နီးပြူဟာပိုင်းကိုစနစ်တကျတိစော့ဖို့လိုအပ်တယ်ဆိုတာပါပဲ sales funnel ကိုခြေခံပြီးတော့ကိုယ့်ရဲ့ရည်မှန်းချက် audience ကိုတိတိကျကျသတ်မှတ် သူတို့ကိုဆွဲဆောင်နိုင်မဲ့ထိရောက်တဲ့ creative မျိုးစုံကိုစမ်းသပ်အသုံးပြုပြီးတော့တကြိမ်ထီတွေ့ပြီးသားသူတွေကို retargeting နဲ့ပြန်လည်ချိတ်ဆက်ဖို့လိုအပ်တဲ့ဆိုတဲ့အချက်တွေကဒီလမ်းညွှန်ကနေရတဲ့အဓိကအသင်ခန်းစာတွေပါပဲဒီအချက်တွေကိုလိလူရှုပေးခြင်းတော့ကြော်ညာအသွဲပိတ်စံတွေသုံးမိမဲ့လဲအကျိုးမရှိသလိုခံစားရနိုင်တာပေါ့ ဟုတ်ပါတယ်ရှင်နောက်ဆုံးအနေနဲ့ tab ဖြစ်ပြောချင်တဲ့အချက်ကတော့လေဒီအချက်၄ချက်ကိုတီးခြားစီကောင်းအောင်လုပ်ဖို့ကြိုးစားတာအပြင်သူတို့အားလုံးတစ်ခုနဲ့တစ်ခုဘလို့ချိတ်ဆက်အလုပ်လုပ်နေလဲဆိုတော့ပေါင်းစပ်မှုကိုနားလေဖို့ကပိုပြီးအရေးကြီးတယ်ဆိုတာပါပဲ ဟုတ်ကဲ့ပေါင်းစပ်မှု ဟုတ်ပါတယ်ဥပမာ funnel ရဲ့ awareness အဆင့်တော့ audience ကိုကြဲကြဲသတ်မှတ်ပြီးတော့ brand story ပြောတဲ့ video creative သုံးမယ်အဲ့ဒီ video ကိုကြည့်ဝဲသူတွေကို retargeting audience ဖြစ်တတ်မှတ်ပြီး consideration အဆင့်တော့ကုန်ပစ္စည်းရဲ့အကျိုးကျေးဇူးကိုအသားပေးရဲ့ Carizo app ပြမယ်အဲ့ဒီ ad ကို click လုပ်ပြီး website ရောက်လာတယ်မဲ့မဝေသေးတဲ့သူတွေကို note the sin retargeting audience ဖြစ်တတ်မှတ်ပြီး conversion အဆင့်တော့အချင်းအကန့်အသတ်နဲ့ discount ပေးတဲ့ image app ပြမယ်ဒီလိုမျိုး funnel အဆင့် audience creative နဲ့ retargeting အားလုံးဟန်ချက်ညီညီချိစက်မိနေဘူးလို့ပါတယ်ရှင် ဟုတ်ကဲ့ဟန်ချက်ညီဖို့လိုတာပေါ့ ဟုတ်ပါတယ်ဒီအစိပ်ပိုင်းတွေကတခုခုလွဲချော်သွားတာနဲ့ဥပမာမှားဝဲတဲ့ audience ကို retarget လုပ်မိတာ funnel အစစ်နဲ့မကိုက်နေတဲ့ creative ပြမိတာမျိုးဆိုရင်တခုလုံးရဲ့ performance ကိုထိခိုက်စေနိုင်ပါတယ်ဒါကြောင့်ကို campaign တွေကိုစီစဉ်တဲ့အခါဒါမှမဟုတ်ရလမကောင်းလို့ပြန်သုံးသပ်တဲ့အခါမှာဒီအချက်၄ချက်လုံးရဲ့အပြန်အလှန်ဆက်ဆက်မှုကိုခြုံငုံပြီးကြည့်တတ်ဖို့ကအရေးကြီးပါတယ်ရှင်ဒီလိုခြုံငုံသုံးသပ်နိုင်ခြင်းကပိုကောင်းတဲ့ဆုံးဖြတ်ချက်တွေချမှတ်ပြီးလို့ကြော်ညာရလဒ်တွေကိုတိုးတက်အောင်ဘယ်လိုလှုပ်ဆောင်နိုင်မလဲဆိုတဲ့မေးခွန်းအတွက်အဖြေရှာရမှာအများကြီးအထောက်အကူပြုပါလိမ့်မယ်
ဒါကလေးလာနေသူတွေအတွက်စက်ပြီးစူးစမ်းဖို့ကိုယ့်လုပ်ငန်းနဲ့ကိုက်ညီအောင်လက်တွေ့စမ်းသပ်ကြည့်ဖို့စိတ်ဝင်စားစရာအခင်းချင်းတစ်ခုလည်းဖြစ်ပါတယ်ရှင်။ ဟုတ်ကဲ့ဒီလေးဆွေးနွေးခဲ့တဲ့အချက်လက်တွေနဲ့ထိုးထွင်းတည်မြင့်မှုတွေက Facebook ကြော်ညာတွေရဲ့ထိရောက်မှုကိုမြင့်တင်လို့သူတွေအတွက်တကယ်လက်တွေ့ကြတဲ့အတွေးခေါ်တွေအသုံးချနိုင်မဲ့နည်းလမ်းတွေကိုပေးစွမ်းနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်။နောက်တစ်ပတ်မှာလည်းအလားတူစိတ်ဝင်စားစရာအကြောင်းအရာတွေစမ်းစစ်လေ့လာစရာချက်လက်တွေနဲ့အတူပြန်လည်ဆုံတွေ့ကြပါအောင်မယ်ခင်ဗျာ။